ACCUK Part 2 June 2025 exam ကိုဖြေဆိုကြမယ် NLFAA ရဲ့ကျောင်းသားသစ်တွေနဲ့ကျောင်းသားဟောင်းတွေကိုသတင်းကောင်းလေးပါချင်ပါတယ်ရှင် ACCUK Part 2 စာမေးပွဲမှာ Financial Reporting Performance Management Financial Management Taxation နဲ့ Audit and Assurance ဘာသာရပ်တွေကိုအခက်အခဲမရှိဘဲချောချောမွေ့မွေ့ဖြေဆိုအောင်မြင်နိုင်မှုအတွက် NLFAA ကနေ Pre-revision class တွေကိုမေလ6ရက်နေ့မှာစတင်ဖွင့်လှစ်ပေးတော့မှာဖြစ်ပါတယ်။ Financial Reporting ဘာသာရပ်ကိုမေလ6ရက်နေ့ Performance Management ဘာသာရပ်ကိုမေလ9ရက်နေ့ Financial Management ဘာသာရပ်ကိုမေလ20ရက်နေ့ Taxation ဘာသာရပ်ကိုမေလ16ရက်နေ့နဲ့ Audit and Assurance ဘာသာရပ်ကိုမေလ6ရက်နေ့ဒီတွေမှာစတင်သင်ကြားပို့ချပေးသွားမှာဖြစ်တဲ့အတွက်တက်ရောက်ကြမယ် NLFAA ရဲ့ကျောင်းသားကျောင်းသူများအားလုံး NLFAA မှာလာရောက်ဆက်သွယ်စာရင်းပေးကြဖို့အသိပေးနှိုးဆော်လိုက်ရပါတယ်ရှင်All